Champions League ဝင်ခွင့်အတွက်မဖြစ်မနေနိုင်ပွဲရယူရမယ် Manchester United Hello အားလုံးမင်္ဂလာပါ Sport Channel Facebook page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လုပ်လို့ရပါတယ်ကျွန်တော်အားပေးလို့ရပါတယ်ဆိုတဲ့အရာလေးကိုကျွန်တော်တောင်းဆိုပြစေဒီနေ့မှာတော့ကျွန်တော်ပြန်လည်သုံးသပ်ပေးချင်တဲ့ပွဲစဉ်တစ်ပွဲတော့ Manchester United နဲ့ Leeds United တို့ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲကလည်းတန်းရုံနေညမြန်မာစံတော်ချင်း9နာရီထိုင်းစံတော်ချင်း9နာရီခွဲမလေးရှားစံတော်ချင်း10နာရီခွဲမှာစမယ် Leeds United နဲ့ Manchester United တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်လည်ပြီးမှသုံးသပ်ပေးချင်ပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကကျွန်တော်တို့ United အတွက်ကတော့တကယ်ရင်ခုန်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ Manchester United အနေနဲ့ Champions League ဝင်ခွင့်ရချင်လို့ရှင်အခုနောက်ပိုင်းပွဲစဉ်တွေကိုလုံးဝအမှားခံလို့မရတော့တဲ့အနေအထားမှာရှိတယ်နီးပြအမော်ရင်းကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုသူ့ရဲ့နီးပြဟာသူချမှတ်ပြီးသားနီးပြဟာတွေကိုယုံကြည်နဲ့တေချာဆုံးနိုင်တေချာချမှတ်ပြီးမှကစားဖို့လိုမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီနေ့ United နဲ့Leeds United တို့ရဲ့ဘွဲစီလို့ကျွန်တော်ပြန်လည်ပြီးမှသုံးသပ်ကြည့်အောင်ဒီနှစ်တင်းကအခုလက်ရှိ form အရ Leeds United ကလည်းအခုဒီနှစ်တန်းတဲ့ထဲမှာတကယ်ခြေစွာတဲ့အတင်းဖြစ်တယ်တချို့အတင်းကြီးလည်းသူကတုတ်ခပေးနိုင်တဲ့အနေအထားမှာရှိတယ်တစ်ဖက်မှာကျွန်တော်ကြည့်လို့ရှိရင် Manchester United ကြတော့လေ Manchester United ကနိုင်လိုက်ရှုံးလိုက်တေကြလိုက်သူကအဲ့လိုခြေစွမ်းလုံးဝတည်ငြိမ်မှုမရှိဘူးဒီကြတဲ့မှာကစားသမားတွေကလည်းအာဖဂန်ကမှဒီအာဖရိကကမှသူတို့တွားကစားတဲ့အချိန်ကြတော့ကစားသမားတွေလွင်ကစားသမားအင်အားလည်းညော်နေသွားသလိုငကိုကလေးကတည်ငြိမ်မှုမရှိတဲ့အတင်းကကစားသမားအင်အားညော်နေသွားတဲ့အချိန်မှာပိုဆိုးသွားတယ်နီးပြလည်းကစားကွက်ကိုတုံးတယ်လေးနှစ်တုံးတယ်လေးနှစ်တုံးတယ်ဒါပေမဲ့ तू ကနည်းနည်းလေးသူ့စိတ်ထဲမှာစိုးရိမ်မှုတွေရှိလာပြီးဟေ့ဆိုရင် तू ကစားကွက်ကိုသူ့ရဲ့ကစားကွက်တုံးလေးနှစ်တစ်ကိုပြန်ပြောင်းပြီးမှဆော့တဲ့အနေထားရှိတယ်ဒီရာတကယ်မကောင်းတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကခိုင်မာမှုမရှိဘူးဆိုတာကျွန်တော်တွေ့ရတယ်ဒီဘက်မှာဘယ်လိုပုံစံပွဲထွက်လာမလဲအရင်ကကျွန်တော် तू ပြောင်းထားတယ်လေးနှစ်တုံးတစ်နဲ့ဒါမှမဟုတ်လေးနှစ်နဲ့ထွက်လာမလားဒါမှမဟုတ်သူ့ရဲ့မူရင်းကစားကွက်ဖြစ်တဲ့3နှစ်တစ်နဲ့ပဲထွက်လာမှာကျွန်တော်စောင့်ကြည့်အောင်တစ်ဖက်မှာကျွန်တော်ဒီ Leeds United ကဒီနှစ်တန်းတဲ့ထဲမှာခြေအစွာဆုံးအတင်းလို့ပြောရင်လည်းမမှားဘူးဒီနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ4ပွဲတည်ရတယ်တစ်ပွဲပဲရှုံးထားတယ် Manchester United ကြတော့ तू က2ပွဲတည်ရတယ်2ပွဲနိုင်တယ်တစ်ပွဲရှုံးထားတယ်ဒါပေမဲ့ဒီနှစ်တင်းရဲ့ form ကိုကြည့်လို့ရှိရင်မသိမရိမ်ပဲဒါပေမဲ့ United ကသူ့ရဲ့ခြေစွပ်မတည်ငြိမ်တာအရန်ဆိုးပါတယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာကအခု Leeds United ကအတင်းကြီးတွေကိုလည်းဒုက္ခပေးနေတဲ့အနေအထားမှာရှိတယ်သူတို့အိမ်ကွက်မှာဆိုလို့လည်းမာကြောတယ်တကယ်ကိုဒီတံပြန်တိုက်စစ်တွေသူတို့မှာတကယ်counter press အရန်ကောင်းတယ်ဆိုတော့ဒီပွဲစဉ်ကို United ဖန်နေနေတော့တကယ်ကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်ပွဲစဉ်တွေဖြစ်တယ်ဆိုတော့ဒီနေ့မှာ United ကြတော့ကစားသမားတွေမစုံဘူးနီးပြလည်းကစားကောက်ကိုပြောင်းထားတယ်ဒါပေမဲ့နိုင်လိုက်ရှုံးလိုက်တေးလိုက်ဖြစ်နေတယ်ဒီအနေထားမှာ Leeds United ကလည်းအိမ်ကွက်မှာမာကြောတဲ့အတင်းဖြစ်တယ်ဒီနှစ်တန်းတဲ့ထဲမှာအမော်ရင်းအတွက်ကတော့လုံးဝကိုမဖြစ်မနေနိုင်ရမယ်ပွဲစဉ်ပွဲဖြစ်တယ်ကျွန်တော်တို့ Manchester United ဖန်နေရလဲဒီပွဲကိုနိုင်ပါစီလို့ကျွန်တော်တို့ဆူတောင်းတယ် United ဖန်နေဘယ်လိုညှော်လင့်ကြလဲနိုင်မယ်လို့ထင်ကြလားကျွန်တော်တို့တကယ်စိုးရိမ်နေဘာလို့ဆိုတော့ Leeds United ကအိမ်ကွက်မှာအရန်ကောင်းတယ်ညံ့တယ်မာကြောတဲ့အတင်းဖြစ်တယ်ဆိုတော့လုံးဝပြီးခဲ့တဲ့ပတ်တုန်းက Man City ကိုဆော်သွားတဲ့ပုံစံဟာတကယ်ကြောက်ဖို့ကောင်းတယ် Man City ကမိနစ်90 80အထိကိုပါမလုပ်လို့မရအောင်သူကပိတ်ကစားနေတယ်နော်ဒီအရာအဲ့လိုတာ Leeds United ကသူတို့အိမ်ကွက်မှာအဲ့လိုဆော့လာလို့ရှိရင် United ကပါမလုပ်လို့ရမှာမဟုတ်အခုလက်ရှိ Man City နဲ့ United ရဲ့ form ကအဝေးတခြားစီပဲဒါတော့မှ Man City ကိုသူတို့ကဒီလိုအိမ်ကွက်မှာအခက်တွေ့အောင်သူကစားနိုင်တယ်ဆိုရင် United ကိုသူတို့အဲ့လိုကစားနိုင်ဖို့ဘာမှသူတို့တက်ကဘယ်လိုပြောရမလဲမခက်ခဲဘူးကွာ United ကိုထိန်းချုပ်ပြီးမှကစားနိုင်ဖို့လုံးဝမခက်ခဲဘူးဒီလိုပုံစံတွေဖြစ်လာမှကျွန်တော်အရန်ကြောက်တယ်ဒါပေမဲ့ပေါ်လုံးပွဲစဉ်တွေပွဲတော့ပုံတွေတော့တွက်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ United ဖန်နေနေဒီအရာမှာကျွန်တော်တော့စိုးရင်တယ် United ဖန်တချို့ကျွန်တော် United ဖန်နေဘယ်လိုမြင်ကြလဲ Leeds United ကအင်ကွက်မှာအရန်မာကြောတယ်ဒီကျွန်တော်အတင်းကြီးတွေလည်းဒုက္ခပေးနေတဲ့အနေအထားမှာရှိတယ်ဆိုတော့ United ကစားမအင်အားလည်းမရှိတယ်လို့လူအခုရှိတဲ့ကစားမတွေကလည်းအာဖရိကကပ်မှာတွားကစားနေတဲ့အချိန်မှာရှိတဲ့လူရင်းအားနဲ့ကလေးတချို့တွေမှာဒီ
အကယ်ဒမီကလေးလည်းရောဒမမှထည့်ပြီးမှကစားလာတဲ့အနေထားမှာအရန်စိုးရင်စရာကောင်းတယ်ဒီလိုပုံစံတာဟိုဟာလဲလိုက်ပြန်ထားလိုက်လဲလိုက်ပြန်ထားလိုက်ပုံစံနဲ့ဒီလိုပုံစံပဲတွားမှာဆိုရင် United ကတီနှစ်ပေါ်လုံးရကြီးမှာလဲချန်ပီယံလိဝင်ဖို့လုံးဝမဖြစ်နိုင်ဘူးဆိုကျွန်တော်ကတော့ပြောရဲတယ်ကိုအားပေးတဲ့အတင်းကကိုရဲ့အတင်းကချန်ပီယံလိဝင်စေချင်တယ်အတိုင်းနာတစ်ခုချီခြေစွမ်းတင်းရင်စေချင်တယ်ဒါပေမဲ့အခုလက်ရှိနေထိုင်တာခြေစွမ်းလည်းမတင်းရင်လို့ချန်ပီယံလိဝင်ဖို့တော့မှမရေမရနေထားဒီရာသီဝက်ရောက်လာပြီကျွန်တော်အနေနဲ့တော့တကယ်ကိုစိုးရိမ်တယ်ဘလို့ရလာထွက်လာမလဲဒီလိုပဲအင်ကွမ်မှာတကယ်လက်ယူနိုက်တက်ရဲ့pressure အောက်မှာပဲ Manchester United ကကြာဆုံးသွားမလားဒါမှမဟုတ်ဒီအဝေးကွန်းဆိုရင်မဲ့လက်ယူနိုက်တက်ရဲ့အင်ကွမ်ပိတ်တတ်တွေရဲ့ pressure သူတို့ရဲ့တကယ်ကောင်းတာညံတဲ့ကစားကွက်တွေကိုဟိုဟာခြေဖြတ်ပြီးမှ Manchester United ကပဲအနိုင်ရရှိသွားမလားကျွန်တော်စောင့်ကြည့်အောင်ဒီဘက်ကကျွန်တော်အနေနဲ့တော့2-1 most 1C လောင်းနေပြီးမဲ့ပွဲစဉ်ပွဲလို့မြင်တယ်ပဲအသေးမဆိုနိုင်သွားနိုင်တယ်2-1 1C အဲ့လိုနဲ့နိုင်သွားနိုင်တဲ့ပွဲစဉ်ပွဲလို့မြင်တယ်ကျွန်တော်အထူးဖြစ်ကျွန်တော် Manchester United ဖန်နေတော့ဒီပွဲတော့မဆုံးဖို့ဆူတောင်းရမယ်အဖြစ်ဒီဘလောက်ပဲလူဝင်အားရော်နေပါစေဘလောက်ပဲအခြေအနေဆိုးနေပါစေနိုင်ပွဲတော့ရရှိစီချင်တယ်အမော်ရင်းကအရင်ကဒီပြောင်းလဲခဲ့တဲ့ကစားကွက်နဲ့ထွက်လာမလားဒါမှမဟုတ်သူ့ရဲ့အရင်မူရင်းကစားကွက်နဲ့ပဲထွက်လာမှာကျွန်တော်ဒီပေါ်မှာလည်းအများကြီးမူတည်တယ်ရလာကဆိုတော့ကျွန်တော်စောင့်ကြည့်အောင်Manchester United ဖန်နေဒီပွဲကဘလို့ရတဲ့ပြီးမလဲဆိုတော့ကျွန်တော်ရဲ့ comment box မှာခံမှန်းသုံးသပ်လို့ရပါတယ်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးမှအားပေးလို့ရပါတယ်ဆိုတဲ့အရာလေးကိုကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်